တကယ်တော့ခုခေတ်ကလေးတွေကတနာဖို့ကောင်းတယ်သိလားနွေရာသီကျောင်းပိတ်ရလဲသူတို့မှနားရရလို့မရှိဘူးကိုယ်တော့ဆိုရင်နွေရာသီကျောင်းပိတ်ပြီးဆိုရင်အမှမြောက်ရှောအောင်ဆော့ပြီးပဲရော့ကတ်ထဲပတ်တယ်ဆော့တယ်ဘာတင်တန်းမှလည်းတက်เสียမလို့တက်ရမယ်ဆိုတာလည်းမသိခဲ့ဘူးပေါ့နော်မိဘတွေဘက်ကကြည့်ရင်လည်းခက်အနေထားရမထားလို့ကိုမရတော့မထားမရင်ကိုသားသမီးလေးကနောက်ကောက်ကြကြံခဲ့မှာစိုးတယ်ပေါ့နော်မိဘတွေရဲ့စိုးရိမ်စိတ်လည်းရှိရအဲ့တော့သူတို့မှနွေရာသီကျောင်းပိတ်ပြီးမဲ့လဲပတ်စံကုန်းမန်းတိပေမဲ့လည်းတင်တန်းနေရှာကြံပြီးတော့ထားရတာပေါ့နော်အဲ့တော့အဓိကပြောချင်တာကတတမိမိတွေကိုပညာလေးတက်စေခြင်းနဲ့တစ်နှစ်ပတ်လုံးပင်ပန်းခဲ့သမျှကိုလည်းအပန်းပြည့်စေခြင်းနဲ့ဆိုရင်တော့တီချဲတို့ရဲ့ဒီနွေရာသီတင်တန်းကိုတီချဲက join စေခြင်းနဲ့ပေါ့နော်ဘာလို့လဲဆိုတော့တီချဲတို့တင်တန်းမှာစာအုပ်ကြီးနဲ့ပိတ်လောင်ထားတာမျိုးမဟုတ်ဘူးဖိအားလုံးဝမရှိပဲသူတို့တွေကစားရင်တချင်းနေဆိုရင်ကခုံရင်နဲ့အင်္ဂလိပ်စာကိုတက်မြောက်တော့တီချဲကသင်ကြားပေးချင်တာကလေးတွေကလည်းပျော်မိဘတွေကလည်းစိတ်ချမ်းသာရဘယ်လောက်တောင်ကောင်းလိုက်တဲ့အစီအစဉ်လေးလေအင်္ဂလိပ်စာ force case အပြင်အင်္ဂလိပ်စာတက်ရောက်စေုံနေမကပဲနဲ့ပေါ့နော်ဘဝမှာလုံးဝအသုံးချလို့ရမယ် skills တွေကိုလည်းထပ်ဆောင် bonus အနေနဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်။သင်တန်းကြီးကလည်းမိဘတွေအတွက်အဆင်ပြေအောင်3လစာလုံးတစ်ခါတည်းသွင်းရင်2သိန်းနဲ့အပြီးအပြတ်တက်လို့ရတယ်လို့တစ်လချင်းခွဲသွင်းခြင်းနဲ့ဆိုရင်တော့တစ်လကို8000ကျပ်နဲ့ဒီရှယ်တို့ကစီစဉ်ပေးထားပါတယ်။အဲ့တော့3လစာလုံးတစ်ခါတည်းသွင်းရင်တော့4000တောင်တက်သွားမှာပေါ့နော်။ကဲဒါဆိုရင်တော့အရင်နှစ်တွေနဲ့မတူတဲ့ခန်းစားချက်မျိုးပေးခြင်းနဲ့ဆိုရင်တော့ဒီရှယ်တို့သင်တန်းလေးကိုလှမ်းလာခဲ့နော်။